နေရောင်ခြည်စရဲ့သုံးဆိုလာပန်နယ်တွေမှာအမေးများတဲ့ monofacial နဲ့ bifacial ပန်နယ်အကြောင်းလေးကိုပြောပြချင်ပါတယ်။ monofacial ဆိုတာကနေရောင်ခြည်ကိုရှေ့မျက်နှာစာတစ်ဖက်ထဲကနေပြီးစုပ်ယူပြီးတော့လျှက်စစ်ထုတ်ပေးပါတယ်။ပန်နယ်ရဲ့နောက်ကျောဘက်မှာဆိုရင်တော့အလင်းမဖောက်တဲ့အဖြူရောင်သို့မဟုတ်အနက်ရောင်ပြားနဲ့ကာထားပါတယ်။ monofacial ပန်နယ်တွေကဘယ်နေရာအတွက်သင့်တော်လဲဆိုရင်ပုံမှန်အိမ်ခေါင်မိုးတွေမှာ installation လုပ်တဲ့ပုံစံမျိုးပါပဲ။ bifacial ဆိုလာပန်နယ်ကတော့နေရောင်ခြည်ကိုရှေ့မျက်နှာစာကနေရောနောက်ကျောဘက်ကနေပါစုပ်ယူပြီးတော့လျှက်စစ်ကိုထုတ်လုပ်ပေးနိုင်ပါတယ်။များသောအားဖြင့်သူကရှေ့ရောနောက်ရောနှစ်ဖက်လုံးမှာပါမှန်နဲ့ပြုလုပ်ထားပါတယ်။ bifacial က monofacial ထက် 5% ကနေပြီးတော့20% ထိကိုလျှက်စစ်ပို့ပြီးတော့ထုတ်လုပ်နိုင်ပါတယ်။ bifacial ဆိုလာပန်နယ်ကဘယ်နေရာအတွက်သင့်တော်လဲဆိုရင်မြေပြင်ပေါ်မှာမြင့်တင်ပြီးတော့တက်ဆင်ရတဲ့စနစ်တွေဒါမှမဟုတ် reflection ပြန်နိုင်တဲ့ခံမိုးမျက်နှာပြင်တွေပေါ်မှာတက်ဆင်ရင်ပို့ပြီးတော့စွမ်းဆောင်ရည်ကောင်းပါတယ်။ bifacial ပန်နယ်တွေကနှစ်ဖက်စလုံးကနေအလုပ်လုပ်တာမလို့ installation လုပ်တဲ့ချိန်မှာဂရုစိုက်ရပါမယ်။ပန်နယ်ရဲ့နောက်ကျောဘက်ကိုနေရောင်ခြည်ရောက်ဖို့အတွက်ပန်နယ်နဲ့အမိုးကြားမှာနေရာလို့ခြံပြီးတော့ frame တွေနဲ့တက်ဆင်ရပါတယ်။ခမိုးရဲ့ခံနိုင်ရည်အားကိုစစ်ဆေးတာရေယိုစိမ့်မှုမရှိအောင်တက်ဆင်တာနဲ့အတင်ကိုစနစ်တကျပြုလုပ်ဖို့လည်းလိုအပ်ပါတယ်နော်။ဒါမှသာသူ့ရဲ့စွမ်းဆောင်ရည်အပြည့်အဝကိုရရှိမှာဖြစ်ပါတယ်။ရိုးရှင်းရှင်းပြောရရင် monofacial တစ်ဖက်ထဲကနေနေရောင်ခြည်ကိုစုပ်ယူတယ် bifacial နှစ်ဖက်လုံးကနေနေရောင်ခြည်ကိုစုပ်ယူနိုင်တယ်။လူချင်းမင်းတို့အနေနဲ့ solar inverter ဘက်ထရီတက်ဆင်ခြင်းသည်ဖြစ်စေ solar နဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းခြင်းသည်ဖြစ်စေ Titan Solar မြန်မာမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။